hello အားလုံးမင်္ဂလာပါရှင်တဲတို့ရေဒီနေ့ကလေအရန်ကိုမအထူးနေ့ဖြစ်နေပါတယ်ပါလဲဆိုတော့ branded တွေ luxury brand တွေ global brand တွေကို90% shop ပေးနေတယ်နော်90% shop နေတဲ့ပြင်ကတချို့ skin care တွေကဆိုရင်30% 40% 50% 60% 90% 80% 90% အများဆုံး shop တာက90% နော်တဲတို့ရေ luxury brand စစ်တွေနော်တစ်နှစ်မှတစ်ခါသူ shop ပေးတယ်နော် KL မြို့ထဲကအကြီးဆုံးကုန်တိုင်းရဲ့အောက်ထပ်တစ်ထပ်ထဲမှာတစ်ထပ်အပြည့် luxury brand global brand skin care body care hair အမျိုးစုံကို shop နေပေးနေပါတယ်ရှင်ကဲဒီနေ့တရက်ထဲပဲ order ကောက်ပေးပါတယ်ရှင်နော်လိုချင်နေဆိုရင် TikTok Messenger website ကနေလာခဲ့ပေးပါရှင်တဲတို့ရေ Facebook ကတွေ့တဲ့သူတွေဆိုရင် Messenger လာခဲ့ပေးပါရှင်ဒီနေ့တရက်ထဲပဲနော်တဲတို့ရေခဏနေကြရင်ညနေအချိန်ညနေ6နာရီအချိန်နဲ့ live လေးပေးမယ်နော်အခုချိန်မှာဆိုရင်ဖုန်းအကုန်နေတာဖြစ်တာမလို့ဖုန်းအသွင်းရင်းနဲ့ဗီဒီယိုလေး update လုပ်ရင်းနဲ့ပေါ့နော်တဲတို့ရေ luxury brand ကောင်းလေးတွေနော် skin care body care hair care နော်အမျိုးစုံကောင်းကနေချစ်အစုံကောင်းချင်တဲ့သူလှချင်တဲ့သူတော့ပြီးတော့ရေမွေးတွေနဲ့ကန်ဒီတွေပါနီတွေမှ brand luxury brand ကိုမှလိုချင်တဲ့သူ Gucci တွေ Chanel တွေ YSL တွေနော် Dior တွေနော်တခြား branded တွေနော်လိုချင်တဲ့သူတွေလာခဲ့ရေမွေးကဆိုရင် mini size ကနေလာမှာလို့ရပါတယ်ရှင်အခုနှင်းပြထားတာကတော့ဒီသူတို့ရောင်းချပေးနေတဲ့ဈေးရဲ့ဈေးပေါ့နော်နှင်းကတော့အမြတ်5%ယူပါတယ်ဘာဖြစ်လဲဆိုတော့နှင်းကကိုယ်တိုင်းလာပြီးတော့ဝယ်ပေးတာဖြစ်တာမလို့နှင်းကတော့ဈေးတယ်ဖြစ်တာမလို့အမြတ်ကတော့5%ပဲနော်5%ကဘလောက်မှမရပါဘူးရှစ်တာပြီပဲတဲတို့အတွက်ကဒီပျက်စီးစစ်ကိုတစ်နှစ်မှတစ်ခါပဲ shop ပေးတဲ့အချိန်တုန်းကတဲတို့အတွက်အဓိကထားပြီးတော့စေတနာထားပြီးတော့လာပေးတာပါရှင်ဗီဒီယိုတင်ပေးတာ live လွှင့်ပေးတာပါရှင်နော်လိုချင်တာရှိရင်လာမှာပါတဲတို့ရေလာမှာပါနော် YSL မှာ YSL crazy Dior မှာ Dior crazy Dior တွေပါလေအသေးလားအကြီးလားစံသုံးချင်လားဒါမှမဟုတ်အကြီးကြာရှည်သုံးချင်လားနော်ဒီ Dior ရေ YSL တွေ Chanel တွေနော်သူကဆိုင်ကဈေးချက်သူကလေဘယ်လိုပြောမလဲဆိုတော့သူက30% 40% 50% 60% ရှော့တာပေးတာတခုညတခုဈေးကတော့မတူဘူးဒါပေမဲ့ကိုက official အပြင်ဆိုင်ရောင်းနေ official ကဈေးကတော့ထက်ချိုးတယ်ဘာဖြစ်လဲဆိုတော့သူကတစ်နှစ်မှတစ်ခါဒါကလေ official ဓာတ်ရိုက်လာတဲ့ဟာပေါ့နော် official ဓာတ်ရိုက်လာတဲ့ဟာဖြစ်တယ်သူကလေ brand brand ကျော်လောက်နော်သူက short ဈေးပေးနေတာပါရှင်ဒါကတော့စမ်းသုံးလို့ရတဲ့ဘူးလေးကိုပြထားပေးတာပါနော်သူကအသစ်ပေးပါတယ်နော်အသစ်ပေးပါတယ်ရှင်းတဲလို့ရင်လိုချင်နေဆိုရင် TikTok Messenger website Facebook ကတွေ့တယ်ဆိုရင် Facebook Messenger နော် Lancome လား Chanel လား Dior လား YSL လားမျိုးစုံဝယ်တဲလို့ရင်နော်တခြား brand တွေလည်းနှင်းခေါ်မတတ်တဲ့ brand လည်းမျိုးစုံတို့နော်ကိုကဒီတခြားသူ့ရဲ့ပုံမှန်ဈေးချက်ကတော့ဒါကဈေးတက်တာနေပြီးသားเนาะတက်တာနေပြီးသားเนาะဒီ YSL ပါနေတောင်မှเนาะဒီနှင်းအမြဲတမ်းယူရောင်းတဲ့ YSL official မူရင်းရောင်းဈေးကဆိုရင်ဒီအခု short ဈေးကလေမနေ့တက်တာနေပြီ50 80လောက်တက်တာနေပြီပေါ့နော်ဒါလေးကလေအစ်စ်ပါအာမခံပေးနိုင်ပါတယ်အစ်စ်မို့လို့ကိုယ်တိုင်ကလေအစ်စ်သုံးတယ်အစ်စ်ဝယ်တယ်ဘာဖြစ်လို့အစ်စ်ဒီလိုမျိုး short ဈေးပေးလဲဆိုတော့ဒီမလေးရှားမှာတစ်နှစ်တစ်ခါเนาะတစ်နှစ်ကိုတစ်ခါပဲ short ဈေးပေးတယ်ဒါတော့မကတဲ့ဘူးနှင်းတို့မြန်မာလူမျိုးတွေတိုက်တော့မသိဘူးသူကတော့သူ့ရဲ့မလေးအချင်းချင်း group တွေဖက်မှာပဲသူကဒီကျင်းညာပေးတယ်